မင်္ဂလာပါခင်ဗျာကျွန်တော်မောင်ဝင်းလင်ဖြစ်ပါတယ် www.iveryhappy.net website ရဲ့ webmaster တယောက်ဖြစ်ပြီးတော့ဒီကနေ့ကျွန်တော်အောင်မြင်တိုးတက်လူတူတိုင်းတိထားတဲ့ချမ်းသာချင်းရဲ့လျှို့ဝှက်ချက်ဆိုတဲ့အကြောင်းအရာတွေကိုလာပြောပြပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာတွေဟာဘယ်တစ်ထေးကမှကျွန်တော်တို့ကိုအခုလိုလက်ရောက်ပြောပြပေးမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်သူတို့ဘယ်လိုချမ်းသာအောင်မြင်လာတယ်လဲဆိုတဲ့လျှို့ဝှက်ချက်တွေအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့လူတွေဟာတောင်ကြီးကိုဖြိုပြီးတော့ပင်လယ်သမုဒ္ဒရာကြီးကိုဖိုးမလားဖိုးချင်တဲ့စိတ်ရှိရင်ဖြစ်ကိုဖြစ်နိုင်တယ်တကယ်လို့လှုပ်ချင်စိတ်မရှိတဲ့ချိန်မှာလက်ဝါးလေးပဲညာလန်ဖို့အတွက်တောင်မှခက်ခဲနေတတ်တာပါဒါကြောင့်ကျွန်တော် course consult human asset တယောက်အနေနဲ့လူသားနီးပြအနေတယောက်အနေနဲ့အောင်မြင်တိုးတက်လို့လူငယ်တွေကိုဘယ်လိုနီးနဲ့အောင်မြင်ရမလဲဆိုတဲ့အကြောင်းအရာကိုလာရောက်ပြောပြပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုတိတိကျကျဂရုစိုက်ပြီးတော့နားထောင်ပေးစေချင်ပါတယ်ဘာကြောင့်လဲဆိုရင်အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာအချက်လက်တွေဟာတင်ရဲ့ဘဝကြီးကိုအကြီးကျယ်ပြောင်းလဲသွားစေနိုင်လောက်တဲ့အကြောင်းအရာအချက်လက်တွေပါရှိနေလို့ပဲဖြစ်ပါတယ်ခင်ဗျာကဲအချိန်လေးလကားမဖြစ်ရလေအောင်ချမ်းသာချင်းရဲ့လျှို့ဝှက်ချက်တွေအကြောင်းကိုကျွန်တော်လာပြီးတော့ပြောပြပေးပါမယ်အရင်ဆုံးတင်းကိုမေးချင်တာတင်းဘဝရဲ့မေးခွန်းဆိုတာရှိခဲ့ဘူးပါတလားဟာမထူးဆန်းပါဘူးကျွန်တော်ကိုယ်တိုင်လည်းအရင်တော့ဒီတထေးတယောက်ကျွန်တော်ပေါ့နော်ဒီမေးခွန်းလာမေးခဲ့ဘူးတုန်းကဦးကြောင်ဖြစ်ခဲ့ဘူးပါတယ်ဘာလို့မဆိုအရင်ဆုံးဒီမေးခွန်းကိုမေးခံရရင်ဦးကြောင်ဖြစ်ကြမှာပါပဲဒါပေမဲ့အဲ့ဒီတထေးကကျွန်တော်ရဲ့ဆရာဖြစ်လာရုံမကဘူးကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းမှာအခုကရှယ်ယာဝင်တယောက်လည်းဖြစ်လာခဲ့ပါတယ်ဒီမေးခွန်းကပဲကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တာပါဘာကြောင့်လဲဆိုရင်ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်တို့လူသားတွေဟာဘဝကိုမေးခွန်းမထုတ်ဘူးပါဘူးအလုတ်ကိုပဲအဓိကထားပြီးလောက်ကင်နေကြတာပါတရက်ဒီအလုတ်ထဲမှာပဲစိတ်ကိုနစ်မြုပ်နေပြီအလုတ်အတွက်ကိုပဲစဉ်းစားနေကြတာပါဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကကျောင်းသားဘဝတုန်းကစာတင်ကျောင်းထဲမှာစာတင်နေတဲ့အချိန်စာမင်းပွဲဖြေတယ်ဆိုတော့ကျွန်တော်တို့စာမပွဲဖြေတဲ့အခါမှာမေးခွန်းတွေကိုမဖတ်ကြည့်ပဲနဲ့ဒီအတိုင်းဝင်ပြီးဖြေခဲ့ဘူးပါလားဒီချာတာကတော့ကျွန်တော်ယုံကြည်နေတာ69.99%ရာခိုင်နှုန်းဘုဒ္ဓမဆိုစာမွဲဖြေတော့မယ်ဆိုရင်ကိုဖြေမဲ့မေးခွန်းရဲ့အဖြေလွှာရဲ့မေးခွန်းတွေကိုတိတိကျကျဖတ်ကြည့်မှဖြေကြမှာပါဒါပေမဲ့ကျွန်တော်တို့လက်တွေ့ဘဝတွေမှာကျွန်တော်တို့တကယ်တမ်းလျှောက်လန်းနေတဲ့ဘဝတွေမှာကျွန်တော်တို့ဘဝရဲ့မေးခွန်းတွေကိုတခါမှမဖတ်ကြည့်ခဲ့ဘူးပါဘူးဒီအတိုင်းပဲအလွတ်ဝင်ဖြေနေကြတာပါဘာကြောင့်လဲကျွန်တော်တို့ရဲ့ဘဝရဲ့မေးခွန်းတွေကမရှိခဲ့ဘူးလို့လားကျွန်တော်တို့ကိုယ်တိုင်ဘဝကိုလည်းမေးခွန်းမထုတ်ခဲ့ဘူးလို့လားဘဝရဲ့မေးခွန်းဆိုတာပါလဲဘဝရဲ့မေးခွန်းဆိုတာရည်မှန်းချက်ပန်းတိုင်ကိုပြောတာပါရည်မှန်းချက်ပန်းတိုင်မရှိတာဟာအင်မတန်ပြဿနာကြီးမားတဲ့အရာဖြစ်ပါတယ်သူများတွေပြောထားတာငွေမရှိတာဟာယာယီပြဿနာပဲဖြစ်ပါတယ်မျောလင့်ချက်ပန်းတိုင်ဆိုတာမရှိတာကမှတကယ်တက်တာပြဿနာကြီးပါဒီမျောလင့်ချက်ပန်းနိုင်ဆိုတာကြီးမရှိလို့ရှိရင်ဘဝကဘယ်ကိုဥတည်နေမှန်းကိုမတည်နိုင်တော့ပါဘူးဒီအတွက်ဒါဟာအင်မတန်ကြီးမားတဲ့ပြဿနာကြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော်တော်များများဟာဒီအဖြစ်ပြက်ဒီပန်းတိုင်တွေကိုမထားခဲ့ဘူးကြပါဘူးအဲ့တော့သူကိုတေးချာပြန်ပြီးတော့တွေးကြည့်လိုက်ပါတဲ့မှာရီမန်းချက်ပန်းနိုင်ဆိုတာရှိခဲ့ဘူးပါတလားရီမန်းချက်ဆိုတာကိုချခဲ့ဘူးပါတလားတကယ်တမ်းကျွန်တော်တို့လက်တွေ့ဘဝတွေမှာရည်မှန်းချက်တော့ထားခဲ့ဘူးပါတယ်ဒါပေမဲ့တကယ်တမ်းအလုပ်လုပ်တဲ့အချိန်မှာအလုပ်ထဲမှာပဲစိတ်ကိုနစ်မြုပ်နေနေနဲ့အလုပ်ကိုပဲအဓိကထားနေခဲ့ပါတယ်ခုနကပြောခဲ့တယ်လို့အလုပ်ရှင်က program တက်ထားတဲ့စက်ရုပ်တွေလိုပဲအလုပ်လုပ်နေကြရတယ်စက်ရုပ်တွေလိုဒါမှမဟုတ်တွေးစုပ်ဖို့ကောင်းတွေလိုပဲဒီအလုပ်အတွက်ကိုပဲဥတီနေကြတယ်တရက်ပြီးတရက်ဒီအလုပ်ထဲမှာပဲဘဝကိုရှင်တန်ရင်းနဲ့ဘဝကလည်းအလုပ်အတွက်ရှင်တန်ရင်းနဲ့မနဲ့အလုပ်တွားတယ်ညအလုပ်ပြန်တယ်အိတ်တယ်နားတယ်အလုပ်အတွက်ကိုပဲစဉ်းစားနေရင်းနဲ့ဘဝရှင်တန်ဖို့အလုပ်လုပ်တယ်အလုပ်လဲပတ်ဖို့အတွက်ဘဝရှင်တန်တယ်ဒီလိုနဲ့ပဲဒီအလုပ်တန်တရားထဲမှာပဲလဲပွေနေရင်းနဲ့ကိုဘဝရဲ့ထွက်လန်းဘဝရဲ့ရည်မှန်းချက်ဆိုတာမထားခဲ့ဘူးပါဘူးအလုပ်ပြီးတော့အလုပ်ကြီးပဲလုပ်နေခဲ့ကြတယ်ဘဝရဲ့မေးခွန်းဆိုတာမရှိခဲ့ဘူးကြပါဘူးဆိုပါတော့ကျွန်တော်တို့များပြစ်တယ်ပြစ်မှတ်ကိုမချိန်မဲ့ပြစ်မှတ်ဆိုရင်ထိနိုင်ပါမလားကို့မှာပြစ်မှတ်မရှိဘူးဆိုရင်ထိပါမလားဒီလိုပါပဲတကယ်တမ်းကျွန်တော်တို့လက်တွေ့ဘဝတွေမှာခုနပြောခဲ့တယ်လို့ဘဝကိုရှောက်လန်းနေတဲ့အချိန်မှာအလုပ်တွေတော့လုပ်နေကြတယ်ရည်မှန်းချက်ဥတီချက်မထားဘဲနဲ့လုပ်နေကြတဲ့အတွက်အလုပ်ကိုပဲအတင်းအတမလုပ်နေတယ်ဘ
ဘာကိုဥတီပြီးလုံနေမှာကိုမတိတဲ့အတွက်ဒီ65ရာခိုင်နှုန်းသောလူတွေဟာအကုန်လုံးဒီလိုရီမန်းချက်မရှိဘဲနဲ့တွားနေတယ်လို့ပြစ်မှတ်မထားဘဲနဲ့များပြစ်နေတယ်လို့ပဲဘယ်လိုခေါ်မလဲပြစ်မှတ်ကိုမထိနိုင်တော့ဘူးဖြစ်နေပါတယ်ကြံတဲ့9ရာခိုင်နှုန်းသောလူတွေဒါဒီပြစ်မှတ်ကိုတိတိကျကျတတ်မှတ်ပြီးတော့ရီမန်းချက်ကိုတိတိကျကျထားပြီးတော့အလုပ်ကိုလုပ်ကြတယ်ဒါကြောင့်ဒီ9ရာခိုင်နှုန်းလောက်လူတွေဒါအောင်မြင်ကြတာပါဒီတော့ကျွန်တော်ပြောပြချင်တာကိုရီမန်းချက်ပန်းနိုင်ဆိုတာတိတိကျကျထားပါမယ်များပြစ်တဲ့အခါပြစ်မှတ်ထားတယ်လို့ကိုဘဝမှာအလုံးလုံးတဲ့အခါမှာကိုဘာအတွက်လုပ်ရတယ်လဲဘာကိုလုပ်မလဲဆိုတာတိတိကျကျရီမန်းချက်ထားရပါတယ်အိမ်မက်ထားရပါတယ်ကိုဘာကိုလိုချင်တယ်လဲဆိုတာကိုစိတ်ထဲမှာရီမန်းထားပြီးတဲ့အခါမှာဘာကြောင့်ရနိုင်တယ်လဲဆိုတဲ့နီလန်းကိုရှာဖွေရပါမယ်ပြီးတော့ဘာကြောင့်မရနိုင်တယ်လဲဆိုတဲ့နီလန်းကိုစမ်းစစ်ကြည့်ရပါမယ်ရီမန်းချက်ပန်းနိုင်ဆိုတာစိတ်ကူးရင်အိမ်မက်ကိုခေါ်တာပါကိုဖြစ်ချင်တဲ့အရာဘာတွေဖြစ်ချင်လဲအဲ့အရာတွေကဘာလို့မရတယ်လဲဆိုတာတွေကိုတီချာလာပြီးတော့စမ်းစစ်ကြည့်ရပါမယ်ကိုမှရီမန်းချက်အိမ်မက်ရှိလာပြီးတော့မှဒီလိုစမ်းစစ်လို့ရမှာပါအဲ့ရီမန်းချက်အိမ်မက်ဆိုတာကိုကအကောင်းစားကြီးတွေစီးချင်တာဖြစ်မယ်အိမ်အကောင်းစားရနေနေချင်တာလည်းဖြစ်မယ်ကိုတာယာပျော်ရွှင်တဲ့မိသားစုလေးနဲ့အေးချက်နေချင်တာလည်းဖြစ်မယ်လူသားတစ်ယောက်တိုင်းစီရဲ့လိုအပ်ချက်အိမ်မက်ကတော့မတူချင်မှမတူပါမယ်ဒါပေမဲ့အဲ့ဒီအိမ်မက်ကတော့တိချာရှိထားတက်ပါတယ်ဒါပေမဲ့အချို့ကဒီအိမ်မက်တွေရှိတယ်ဒါပေမဲ့ခုနပြောတယ်လို့မတေချာမရေရတဲ့အတွက်အာရော့နေကြတယ်ပြီးတော့အိမ်မက်ကိုလည်းရဲမထားရဲကြပါဘူးမရလဲဘာမှမဖြစ်ပါဘူးဆိုပြီးတော့လောက်တောင်မလောက်ရသေးဘူးအာရော့တဲ့အတွေ့တွေးနေကြပါတယ်ဒီလားမရရင်လဲနောင်လဒီနှစ်မရရင်လဲနောင်နှစ်ဒီဘဝမရရင်လဲနောင်ဘဝဆိုပြီးတော့နောင်ဘဝပြောင်းသွားတော့မှဒီရီမန်းချက်အိမ်မက်ကြီးကဖြစ်ပေါ်မလာနိုင်တော့ပါဘူးဒါပေမဲ့ခုနပြောတဲ့9ရာခိုင်နှုန်းတော့အောင်မြင်သွားတဲ့လူတွေပေါက်မြောက်သွားတဲ့လူတွေကြတော့ရီမန်းချက်ကိုတိချာထားတယ်ပန်းတိုင်ကိုတိချာတတ်မှတ်ထားတယ်ပြီးတော့သူတို့မှာဒီရီမန်းချက်ကိုလက်တွေ့အကောင့်ထဲပေါ်တဲ့အချိန်မှာအချိန်ဆိုတာကိုတိကျမတ်တိချာထားရှိပါတယ်အချိန်တိုင်းတာတစ်ခုအထိတိချာတတ်မှတ်ပြီးတဲ့အခါမှာဒီရီမန်းချက်ကိုလက်တွေ့အကောင့်ထဲပေါ်လာလိုက်တဲ့အခါမှာအောင်မြင်မှုကိုမလွဲမသွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရီမန်းချက်ထဲမှာကျွန်တော်တို့မျှော်လင့်ထားမယ်အိမ်မက်တွေရှိထားပါမယ်ကိုပိုင်ကားအကောင်းစားတွေစီးချင်ရတလားစားတဲ့စိတ်ကူးရင်အိမ်မက်ဆိုတာရှိထားတက်ပါတယ်ကိုပိုင်ကားတွေရှိချင်တယ်ကိုပိုင်အိမ်အကောင်းစားကြီးတွေရှိချင်တယ်ကိုပိုင်စီးပွားရေးလုပ်ငန်းတွေအေးချမ်းလုပ်ရတဲ့လုပ်ငန်းတွေကိုစိတ်ကူးထဲမှာရှိနေရပါမယ်ငွေကြေးဆိုင်ရာလွတ်လပ်မှုတွေရှိရမယ်ကိုစိတ်ကြိုက်တကဘာလုံးအနှံ့ကိုလဲချင်တဲ့နေရာကိုချစ်တူလေးနဲ့အေးချမ်းပျော်ရွှင်လဲပတ်ရတဲ့ဘဝမျိုးတွေဖြစ်ရပါမယ်ပြီးတော့ကိုသားသမီးမြေးတွေကိုရဲ့တူတွေသားတွေကောင်းဆုံးကြောင်းတွေမှာလေ့လာတင်ကြားမှုတွေပေးစွမ်းနိုင်တဲ့သူဖြစ်အောင်ကိုကြိုးစားရပါမယ်ဒီလိုရည်မှန်းထားရပါမယ်အဲ့ဒါကိုမှငွေကြေးဆိုင်ရာလွတ်လပ်မှုအချိန်ပိုင်းဆိုင်ရာလွတ်လပ်မှုရှိတဲ့ဘဝမျိုးကိုရည်မှန်းထားရတဲ့စိတ်ကူးရင်အိမ်မက်လို့ခေါ်တာပါ